ကျွန်တော်အသက်10နှစ်အရွယ်မှာဖခင်ဖြစ်သူကမမျှော်လင့်ပဲဆုံးပါသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာရှေ့နေကကျွန်တော်ကိုမေးခွန်းတစ်ခုမေးခဲ့တယ်မင်းအမေနဲ့အတူနေမလားဒါမှမဟုတ်မင်းဖေချန်ထားခဲ့တဲ့တန်းနှစ်ရကိုယူမလားတဲ့ပြီးခဲ့တဲ့ဘဝတုန်းကတော့ကျွန်တော်ဟာဘာမှမသိတဲ့ကလေးတစ်ယောက်မို့လို့အမေဖြစ်သူကိုပဲဖက်တွယ်ပြီးငိုယိုတောင်းပန်ခဲ့မိတယ်ရလက်ကတော့အမေဟာအဖေရဲ့အသက်အာမခံခြင်းတွေကိုအကုန်ယူပြီးဘေးအိမ်ကဦးလေးဆောင်ဆိုတဲ့လူနဲ့ချက်ချင်းလက်ထပ်သွားခဲ့တာပါပဲကျွန်တော်ဟာသူတို့မျက်စိထဲမှာအပိုပစ္စည်းဝင်ထုတ်ဝင်ပို့တစ်ခုဖြစ်ခဲ့ရပြီးနောက်ဆုံးအသက်28နှစ်အရွယ်မှာစောက်လုပ်ရေးလုပ်ငန်းခွင်နဲ့အလုပ်ပင်ပန်းပြီးတည်ဆုံခဲ့ရပါတယ်ဒါပေမဲ့အခုတော့ကံကြမ္မာကကျွန်တော်ကိုဒုတိယအကြိမ်အခွင့်အရေးထပ်ပေးလိုက်ပါပြီမျက်စိရှိမှာတော့အမေဖြစ်သူလီလန်ကမျက်ရည်ဝိုင်းသားနဲ့တရုတ်ဆောင်ကောင်းနေတော့ပဲအရှင်းမရှိပဲတားမိနှစ်ယောက်ဘလို့အသက်ဆက်ရမလဲဆိုပြီးအသေးကွဲပြတ်တက်ရောက်နဲ့မြေကြီးပေါ်ခွေချနေတာပေါ့အရင်ဘဝကတော့ဒီအမှုအရာတွေမှာကျွန်တော်အလှည့်စားခံခဲ့ရတယ်အခုတော့အမေရဲ့ရင်ခွင်ထဲမှာကျွန်တော်ငြိမ်သက်နေမိတဲ့အမေကကျွန်တော်ကိုဖတ်ထားရင်းအယောင်ပြစကားတွေပြောနေပေမဲ့သူ့မျက်လုံးထဲမှာတော့လောဘရိတ်တွေကိုကျွန်တော်တိုင်းသားမြင်နေရတဲ့အဖေရဲ့တငယ်ချင်းရှိနေဦးလေးကြောက်ရောက်လာပြီးတေတန်းစာကိုဖတ်ပြပါတယ်ရွေးချယ်စရာနှစ်ခုရှိတယ်ပထမအချက်ကျွန်တော်အမေနဲ့အတူနေရင်ဒီတန်းနှစ်ရကိုအမေကစီမံခန့်ခွဲခွင့်ရမယ်ဒါကိုကြားတာနဲ့အမေရဲ့မျက်လုံးတွေဟာအယောင်တောက်သွားတာဖုံးမရပါဘူးဒုတိယအချက်ကျွန်တော်အမေနဲ့မနေဖို့ရွေးချယ်ရင်တော့ဒီငွေတွေကိုရန်ပုံငွေဖွဲ့ကထိမ့်သိမ်းပေးထားမှာဖြစ်ပြီးကျွန်တော်တယောက်တည်းပဲပိုင်ဆိုင်ခွင့်ရှိမယ်အမေကတပြားမှရမှာမဟုတ်ဘူးလေထုတစ်ခုလုံးတိတ်ဆိတ်သွားတယ်အမေကကျွန်တော်ကိုတင်းကျပ်စွာဖတ်ထားရင်းနာနာကပ်ပြီးတိုးတိုးလေးချင်းချောက်လာပါတယ်ရှောင်ရန်စကားတစ်လုံးမှားတာနဲ့မင်းကိုငါတက်ပစ်မယ်မင်းဟာငါသားပဲမင်းပတ်စံဟာငါပတ်စံပဲအရင်ဘဝကဆိုရင်ဒီချင်းချောက်တန်ကြောင့်ကျွန်တော်တုံရင်နေမိမှာပါဒါပေမဲ့စောက်လုပ်ရေးလုပ်ငန်းခွင်မှာ10နှလုံးလုံးငရဲခံခဲ့ရတဲ့ကျွန်တော်အတွက်တော့ဒါဟာကလေးကလာချင်းချောက်မှုတစ်ခုပါပဲကျွန်တော်အမေရဲ့ရင်ခွင်ထဲကနေရုံထွက်လိုက်ပြီးမျက်ရည်တွေကိုတုပ်လိုက်တယ်ပြီးတော့ရှေ့နေဦးလေးကြောက်ကိုစိုက်ကြည့်ပြီးတည်ငြိမ်တဲ့လေတံနဲ့ပြောလိုက်ပါတော့တယ်ကျွန်တော်ရွေးချယ်မှုလုပ်ပြီးပြီဦးလေးကြောက်ကျွန်တော်ဒုတိယရွေးချယ်ဖြစ်တဲ့ငွေ200ကိုပဲယူမယ်တလောကလုံးတိတ်ဆိတ်သွားလိုက်တာအကြတန်တောင်ကြားရမတတ်ပဲအတုပခန္ဓာမှာရှိနေသူအားလုံးဟာခလုံးနှိပ်ပြီးရက်တက်လိုက်တယ်လို့စွန့်သွားကြတယ်ကျွန်တော်အမေရဲ့မျက်နှာပေါ်ကဟန်ဆောင်ဝမ်းနည်းမှုတွေဟာတဖြည်းဖြည်းချင်းအကွဲသွားပြီးအံ့အားသင့်မှုနဲ့မယုံကြည်နိုင်မှုတွေအစားထိုးဝင်ရောက်လာခဲ့တယ်နင်ဘာပြောလိုက်တာလဲဆိုပြီးသူကနားစီကွဲမတက်ဆူဆူဝါဝါအော်ဟစ်လိုက်တယ်ကျွန်တော်ကတော့အေးအေးဆေးဆေးပဲထပ်ပြောလိုက်တယ်ကျွန်တော်အမေနဲ့မနေချင်ဘူးကျွန်တော်ပတ်စံကိုပဲယူမယ်နင်ယူသွားပြီလားနင်ဟာအမေရင်းကိုစွန့်ပယ်တဲ့အကုသိုလ်ကောင်းပဲအမေဟာထိမ့်မနိုင်သိမ့်မရဖြစ်လာပြီးကျွန်တော်ဘာကိုရိုက်ဖို့လက်ရွယ်လိုက်ပေမဲ့ရှေ့နေကြောက်ကလှမ်းဖမ်းထားလိုက်တယ်လီလီစိတ်အေးအေးထားစမ်းဒါကကိုထွန်းရဲ့ကူပေးမှန်ရှိမှာနော်ပြီးတော့ဒါကရှောင်းရန်ရဲ့ကိုပိုင်ရွေးချယ်မှုပဲလို့ရှေ့နေကြောက်ကဒေါသတကြီးပြောလိုက်တယ်အမေကကလေးတစ်ယောက်ကဘာတိမှလဲရှင်ပဲကျမသားကိုတွေးထိုးပေးလိုက်တာမလားလို့ပြန်អော်တော့ရှေ့နေကြောက်ကသူ့လက်ကိုယွန်ရှာစွာနဲ့ခါထုတ်ပစ်လိုက်တယ်ထပ်ပြောမယ်ဒါကကိုထွန်းရဲ့တေတန်းစာပဲဥပဒေအရအတိဖြစ်တယ်ရှောင်းရန်ကသူ့လန်းသူရွေးပြီးပြီဆိုတော့ဒီနေ့ကစပြီးမင်းဟာသူ့ရဲ့တရားဝင်အုပ်ထိန်းသူမဟုတ်တော့ဘူးအမေဟာကြောင်သွားပြီးကျွန်တော်ကိုရန်သူတယောက်လိုမုန်းတီးဆက်ဆုပ်စွာနဲ့စိုက်ကြည့်နေတော့တယ်အမြဲတမ်းကြောက်တတ်ပြီးစကားနားထောင်တဲ့သားဖြစ်သူကဘာလို့ဒီလောက်တောင်အေးဆက်ပြီးထူဆန်းသွားရတာလဲဆိုတာ तू ဘလို့မှစဉ်းစားလို့ရမှာမဟုတ်ဘူးကျွန်တော်သူ့ကိုဂယုမဆိုင်တော့ပဲရှေ့နေကြောက်ရဲ့အင်ကြီးဆောက်ကိုဆွဲပြီးမေးလိုက်တယ်ဦးလေးကြောက်ဖေကအားလုံးကိုတိနေခဲ့တာလားဟင်ရှေ့နေကြောက်ရဲ့ကိုလေးတုံသွားပြီးကျွန်တော်ကိုတနာဂယုနာတက်စွာနဲ့ကြည်ရင်ခေါင်းညစ်ပြတယ်တားဖေကတော်တော်တဲ့သူပါသူကသားကိုတိတ်ချစ်တာအဲ့ဒီစကားကကျွန်တော်ရဲ့မျက်ရည်တွေကိုဝဲတက်လာစေတယ်ဟုတ်ပါတယ်ကျွန်တော်ဖေကတိတ်တော်တာအမေရဲ့ဖောက်ပြန်မှုတွေကို तू ဘလို့လုံးမသိပဲနေမလဲကျွန်တော်ကိုမိသားစုအစုံလင်းနဲ့ရှိစေခြင်းလို့သာ तू အောင်ရပြီးခံခဲ့တာ तू မရှိတော့တဲ့နောက်မှာကျွန်တော်လွတ်မြောက်ဖို့အတွက်ဒီလမ်းကိုကြိုတင်ခင်းပေးခဲ့တာပဲအတိတ်ဘဝမှာတော့ကျွန်တော်ဟာတိတ်ကိုမိုက်မဲခဲ့လို့ဖေနောက်ဆုံးထားခဲ့တဲ့မြစ်တာတွေကိုကိုယ်တိုင်ဖျက်ဆီးခဲ့မိတယ်ဒါပေမဲ့ဒီဘဝမှာတော့အမားဟောင်းကိုထပ်မလုပ်တော့ဘူးတားငွေတန်းနဲ့ရကိုပဲယူမယ်နောက်ဆုံးမှာတော့အမေကိုဆွေမျိုးတွေကဆွဲထုတ်သွားကြတယ် तू ထွက်သွားချိန်မှာကြည်သွားတဲ့အစိပ်ပြင်းတဲ့အကြည့်တွေကိုကျွန်တော်ရင်ထဲမှာကပီးတင်ထားလိုက်တယ်အဲ့ဒီအချိန်ကစပြီးကျွန်တော်တို့သားအမိတန်ရောစင်ဟာပြတ်တောက်သွားခဲ့ပြီးနာကျင်မှုတွေပဲကြံတော့တယ်ရှိနေကြောက်ကကျွန်တော်ရဲ့အုပ်ထိန်းသူဖြစ်လာပြီးသူ့အိမ်ကိုခေါ်သွားတယ်သူကကျွန်တော်ကိုဖေနဲ့သူနဲ့ကြိုတင်ပြင်ဆင်ထားတဲ့ယင်းနှိမ့်မြုံနှံမှုစည်ရင်းတွေကိုပြတယ်ဒါပေမဲ့ကျွန်တော်ကတော့အရှိကစည်ရင်းတွေကိုကြော်ပြီးနောက်ဆုံးစာမျက်နှာကိုပဲလှမ်းလိုက်တယ်ဦးလေးကြောက်အရှိကစီမံကိန်းတွေအကုန်ရောင်းလိုက်ပါရှိနေကြောက်လန့်သွားပြီးဒါပေမဲ့ဒီနာမည်မရှိတဲ့ကုမ္ပဏီလေးတွေမှာအကုန်ပုံအောမလို့လားဒါကကစားစရာမဟုတ်ဘူးနော်လို့တားရှာတယ်ကျွန်တော်ကသူ့ကိုစိုက်ကြည့်ပြီးမေးလိုက်တယ်ဦးလေးကြောက်ဖေကိုယုံနေမလားသူခဏတာငေးသွားပြီးမှယုံတာပေါ့လို့ခေါင်းညှိပြတယ်ဒါဆိုရင်ဒီတခါတော့သားကိုယုံပေးပါဖေကသားအိမ်မက်ထဲမှာလာပြောသွားတာမို့လို့ပါဒါပေမဲ့ကျွန်တော်ရှိကဦးလေးကြောက်ကတော့ကျွန်တော်မျက်လုံးတွေကိုတေချာစိုက်ကြည့်နေခဲ့တာပါအသက်10နှစ်အရွယ်ကလေးတစ်ယောက်ရဲ့မျက်လုံးတွေလို့မထင်ရလောက်အောင်တည်ငြိမ်လို့နေတဲ့ကျွန်တော်ရဲ့အကြည့်တွေကြောင့်ပဲလာမသိသူဟာဘာမှမစင်စားတော့ပဲခေါင်းညိတ်သဘောတူလိုက်ပါတယ်သူမသိတာတခုကတော့ကျွန်တော်အခုလက်ညှိုးထိုးပြလိုက်တဲ့ကုမ္ပဏီအနှဲငယ်ဟာဒီနှစ်ထဲမှာပဲတစ်ကမ္ဘာလုံးကိုတုံ့လောက်သွားစေမဲ့စီးပွားရေးလုပ်ငန်းစုကြီးတွေဖြစ်လာတော့မယ်ဆိုတာပါပဲကျွန်တော်ဟာအဲ့ဒီလုပ်ငန်းစုကြီးတွေရဲ့နောက်ွယ်ကအိမ်မက်ဆန်နဲ့လှုပ်ဝက်ရှယ်ယာရှင်ကြီးပေါ်အရာအားလုံးကိုစီစဉ်ပြီးတဲ့နောက်မှာတော့ကျွန်တော်တက်ပြင်းချနိုင်သွားပါပြီဒီဘဝအတွက်ကျွန်တော်ရဲ့ရည်မှန်းချက်ကတော့တခုတည်းပါအေးအေးဆေးဆေးနေထိုင်ဖို့ပါပဲအရင်ဘဝတုန်းကတော့တွေ့ရအလုပ်တွေရှောက်ရင်တည်ခဲ့ရပေမဲ့ဒီဘဝမှာတော့အေးလူလူပဲနေချင်တော့တာပါကျွန်တော်ရှိနေကြောက်ကိုအကောင်းဆုံးပုဂ္ဂလိကအကြောင်းတစ်ကြောင်းရှာခိုင်းလိုက်ပါတယ်စာကြိုးစားဖို့မဟုတ်ပါဘူးပတ်ဝန်းကျင်ကောင်းပြီးကြောင်းကန်တင်းကအစားတောက်ကောင်းဖို့အတွက်ပဲဖြစ်ပါတယ်နောက်ပြီးခန္ဓာကိုယ်လာဖို့အတွက်အားကစားဆက်လုပ်တဲ့တရုတ်ရိုးရာဟင်းချက်နည်းတွေကိုလေ့လာတဲ့ကိုယ်တိုင်အရက်ချက်တဲ့စီးပွားရေးပိုင်းကိုတော့ရှိနေကြောက်ကတဆင့် Wall Street ကထိပ်သီးပညာရှင်ဝူဖင်ကိုလာစာသုံးစပေးပြီးငှားလိုက်ပါတယ်သူ့ကိုကျွန်တော်ပေးတဲ့တခုတည်းသောညွှန်ကြားချက်ကတော့ကျွန်တော်ကိုလာမရှုပ်ပါနဲ့ကိုဘာသာကိုစီမံပါအဆင်မပြေရင်လည်းဒေဝါလီခံလိုက်ရုံပဲ
လဲဆိုတာပါပဲအဲ့ဒီအချိန်တုန်းကဝူဖင်ကကျွန်တော်ကိုအယူတယောက်လိုကြည့်ခဲ့ပေမဲ့ခိုင်းတဲ့အတိုင်းတော့လုပ်ပေးရှာပါတယ်အချိန်နှင်းငယ်ကြာလာတဲ့အခါဆရာကြီးချီယာကုမ္ပဏီရဲ့ရှယ်ယာဈေး3ဆတက်သွားလို့ဒေါ်လာ9ဘီလီယံမြက်ပြီးပြအေး TB ငါဟင်းချက်နီးတစ်ဆန်းနေတာလာမနှောက်ရှက်နဲ့ဆရာကြီးအလီကုမ္ပဏီကစတော့ဈေးကွက်တင်တော့မယ်ကျွန်တော်တို့ရှယ်ယာကဘီလီယံ100ကျော်တော့မယ် TB ငါခုချက်ထားတဲ့စံရက်လေးလာမြည်ပေးဦးဆရာကြီးဟိုတခါကဝယ်ထားတဲ့မြေကွက်ကအစိုးရရဲ့စီးပွားရေးဆောင်အသစ်ဖြစ်သွားလို့ဈေးကအစား100တက်သွားပြီကျွန်တော်ရဲ့ချမ်းသာကြွယ်ဝမှုတွေဟာနှင်းပေါ်လုံးလိုက်တယ်လို့တရိပ်ရိပ်တိုးပွားလာခဲ့ပေမဲ့ကိန်းကနန်းတွေကကျွန်တော်အတွက်ထုံထိုင်းစရာဖြစ်လာပါတယ်လူတွေကြားထဲမှာတော့မစ္စတာရှောင်းရန်ဆိုတာဘယ်သူမှမသိရပဲလျှို့ဝှက်တဲ့ကနဝင်ပုဂ္ဂိုလ်ကြီးဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်အသက်18နှစ်ပြည့်တဲ့နေ့မှာတော့အေချမ်းနဲ့ကျွန်တော်ဘဝတဲ့ကိုမိမတယောက်ဝင်ရောက်လာပါတယ်သူကတော့ကျွန်တော်ရဲ့စစ်ဆက်ထားသူရှောင်းဝင်ခြင်းပါပဲကျွန်တော်တို့ရဲ့စစ်ဆက်ကြောင်းလမ်းမှုဟာအဖိုးဖြစ်သူတို့ငငယ်ကလေးကသဘောတူထားတဲ့ကလေးကတိကဝတ်ပါဖေဆုံးပြီးနောက်ပိုင်းမိသားစုအခြေအနေကျဆင်းသွားချိန်မှာဘယ်သူမှဒီအကြောင်းမပြောကြတော့ပေမဲ့10နှစ်အကြာမှာကျွန်တော်တို့မိသားစုပြန်လဲအင်အားကြီးလာတာကိုရှောင်းမိသားစုကရိပ်မိသွားပါတယ်ဒါနဲ့ပဲအဖိုးကြီးရှောင်းဟာသူ့ရဲ့မြင်းမလေးကိုခေါ်ပြီးကျွန်တော်စီကိုအိမ်အောင်ဖက်ကတိတောင်းဖို့ရောက်လာပါတော့တယ်ရှောင်းဝမ်းခြင်းကိုပထမဆုံးမြင်လိုက်ရတဲ့အချိန်မှာတော့သူဟာအဖြူရောင်ဝတ်စုံလေးနဲ့အရန်လှပပေမဲ့ရေခဲတောင်တစ်ခုလိုအေးဆက်နေပါတယ်အသက်20နဲ့ဒေါက်တာဘွဲ2ခုရထားပြီးမိသားစုလုပ်ငန်းကိုဦးဆောင်နေတဲ့သူမဟာပြိုင်ဘက်ကင်းလုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်ပါသူမရဲ့ကဘာထဲမှာအလုံးနဲ့အကျိုးမြတ်ကလွှဲရင်ကြံတာမရှိပါဘူးအေးဆက်ဆက်အကြည့်တွေနဲ့သူမဟာကျွန်တော်ရှိမှခြေထောက်ချိတ်ထိုင်လိုက်ရင်စကားဆလာပါတော့တယ်သူမရဲ့အကြည့်တွေကစကင်နာဖတ်တယ်လို့မျိုးကျွန်တော်ကိုခြေဆုံးကောင်းဆုံးမထီမဲ့မြင်ပြတဲ့အကြည့်တွေနဲ့ကြည့်နေပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ကဂျင်ကပြန်လာကစမှုချွေးတွေဆူနေတဲ့အားကစားဝတ်စုံနဲ့စပင်တွေကလည်းဖျို့ဖျဲဖြစ်နေတာပါကျွန်တော်ကတော့ဂယုမဆိုင်တဲ့ပုံစံနဲ့ဆိုဖာပေါ်မှာလဲအိပ်ရင်ပန်းသီးတစ်လုံးကိုအေးလူလူကိုက်စားနေမိတယ်ကျွန်တော်ရဲ့အမူအရာကိုကြည့်ပြီးသူမကမျက်မှောင်ကျုပ်သွားပါတယ်နင်းအထက်တန်းပြီးကလေးကကြောင်းမတက်တော့ဘူးဆိုအခုရောဘာလုပ်နေလဲလို့သူမကမေးလိုက်တယ်ကျွန်တော်ကလည်းအရှိတိုင်းပဲဖြေလိုက်တာပေါ့လေ့ကျင့်ခန်းလုပ်တယ်ထမင်းချက်တယ်ဝိုင်းချက်တယ်ပြီးတော့ဘလို့အိပ်ရင်အကောင်းဆုံးဖြစ်မလဲဆိုတာသူတေသနာလုပ်နေတာလေသူမရဲ့နှက်ခမ်းဖျားမှာလှောင်ပြုံးတစ်ခုပေါ်လာပြီးဒါဆိုနင်ကဘာမှအသုံးမကျတဲ့တထေသားလူညံ့ပေါ့လို့မေးခွန်းထုတ်လာပါတယ်အဲ့ဒီလိုမြင်ရင်လည်းရတာပဲလေဆိုတဲ့ပုံစံနဲ့ကျွန်တော်ကပခုံးတွန်းပြလိုက်တယ်သူမကတော့ကျွန်တော်ကိုယွန်ရှာတယ်လို့ကြည်ရင်ပွင့်ပွင့်လင်းလင်းပဲပြောချလိုက်ပါတော့တယ်ဒီစစ်ဆက်ပွဲကလူကြီးတွေစီးစုတာပဲအတီးယူစရာမလိုဘူးငါရဲ့ခင်မုန်းဖြစ်မဲ့သူကငါနဲ့ပခုံးချင်းရှင်နိုင်တဲ့သူဖြစ်ရမယ်အစားအသောက်ပဲမတက်နစ်လို့အသုံးမကျတဲ့သူမဟုတ်ရဘူးဆက်လက်ပြီးသူမကအမိတ်ပေးတဲ့လေတန်းနဲ့ပြောလာတယ်နင်ပဲအဖိုးစီသွားပြီးဒီစစ်ဆက်ပွဲကိုဖျက်ပေးဖို့ပြောလိုက်ပါအဲ့ဒီအတွက်ရော်ကြီးအနေနဲ့နင့်ကိုပတ်စံပေးမယ်ဒါမှမဟုတ်ငါတို့ကုမ္ပဏီမှာယာတုကောင်းကောင်းတစ်ခုစီစဉ်ပေးမယ်ကျွန်တော်စားနေတဲ့ပန်းသီးတောင်တီးမလို့ဖြစ်သွားတယ်သူမတကယ်ပဲမသိတာလားသူမဂုံယူနေတဲ့ရှောင်းအုပ်စုဆိုတာကျွန်တော်ပိုင်ဆိုင်မှုရဲ့အစွန်းတစ်ဖက်တောင်မရှိဘူးဆိုတာကိုလေကျွန်တော်သူမနာကိုတိုးသွားပြီးနာနာမှာကပ်ပြောလိုက်ပါတယ်ပတ်စံလည်းမလိုဘူးယာတုလည်းမလိုဘူးမင်းမဲအဖိုးစီသွားပြီးပြောလိုက်ပါမင်းကငါလိုလူနဲ့မတန်ဘူးလို့လေဒီစကားကိုကြားတော့သူမမျက်လုံးတွေပြူးသွားပြီးဒေါသတွေထွက်လာပါတယ်နင်ကကျေးဇူးမသိတဲ့ကောင်ပဲကျွန်တော်ကတော့အေးအေးဆေးဆေးပဲပြန်ပြောလိုက်တယ်မျက်နှာသာဆိုတာကိုယ်တိုင်ရှာမှရတာပါမင်းကငါ့ကိုအရင်စော်ကားတာလေကိုဘွားကိုတောင်ကိုယ်တိုင်မဆုံးဖြတ်နိုင်တဲ့သူကဘာမှဖြစ်မလာနိုင်ပါဘူးသူမဒေါသတကြီးနဲ့ထွက်သွားတဲ့နောက်ကျောကိုကြည့်ရင်ကျွန်တော်ပြုံးမိတယ်အရင်ဘဝတုန်းကတော့သူမကလှမ်းကြည့်ရုံပဲတက်နိုင်တဲ့ကောင်းကင်ကလာမင်းကြီးပေါ့ဒါပေမဲ့ဒီဘဝမှာတော့အရာအလုံးကပြောင်းလဲသွားခဲ့ပါပြီးစစ်ဆက်ပွဲပြတ်သွားတဲ့ကိစ္စကတော့တိတ်မကြခင်မှာပဲငြိမ်သက်သွားခဲ့ပါတယ်ရှောင်းဝမ်ချင်းကလည်းဂရီအတိုင်းရက်ပိုင်းတွင်းမှာပဲစစ်ဆက်ပွဲကိုတရားဝင်ဖျက်သိမ်းပေးခဲ့တာပါကျွန်တော်ကတော့ပိုပြီးအေးလူလူဖြစ်သွားတာပေါ့ကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေကတွက်ချက်လို့မရအောင်များပြားလာနေပေမဲ့ကျွန်တော်ကတော့နေတိုင်းဈေးပေါ်အားကစားဝတ်စုံကိုပဲဝတ်ပြီးဂျင်းနဲ့ဈေးကိုကားအစုပ်လေးနဲ့ပတ်နေတော့မှာပဲဒါပေမဲ့တနေ့မှာတော့ပိတ်တော့မဲ့မုတ်ဆိုင်လေးတစ်ခုထဲမှာနတ်သမီးလေးတစ်ပါးနဲ့ဆုံတွေ့ခဲ့ပါတယ်မြို့ဟောင်းရဲ့လမ်းကြားလေးတစ်ခုထဲမှာရှိတဲ့ရှေးဟောင်းစတိုင်အလှဆင်ထားတဲ့မုတ်ဆိုင်လေးပါတကားဝကတစ်သားဆိုင်ပုတ်လေးပေါ်ကကောက်ညင်းဆန်နဲ့လှုပ်ထားတဲ့ Osman Das Pancake ဆိုတဲ့စာသားလေးကကျွန်တော်ကိုဆွဲဆောင်သွားခဲ့တယ်ဒါဟာကျွန်တော်ငယ်ကအဖေလုပ်ပေးလေးရှိတဲ့မုတ်လေးလေးတကားဖွင့်လိုက်တာနဲ့လေးချွန်တန်လေးမြည်သွားပြီးဆိုင်ထဲကနေကောင်းမလေးတစ်ယောက်ထွက်လာပါတယ်သူမကရှည်လျားတဲ့သပင်တွေနဲ့မိတ်ကပ်မပါတဲ့မျက်နှာလေးကကြည်လင်အေးမြနေတာပဲသူမကိုမြင်လိုက်ရတဲ့ခဏမှာကျွန်တော်နှလုံးသားကခုန်သွားခဲ့တယ်သူမကရှောင်းဝမ်ချင်းလိုထင်ထင်ရှားရှားလာတာမျိုးမဟုတ်ပဲကြည်လင်တဲ့စိတ်ဆန်းရည်လေးလိုအေးချမ်းတဲ့အလှမျိုးပါ Osman Das Pancake ရှိသေးလားခင်ဗျာကျွန်တော်အတန်ကအနှဲငယ်တုံရင်သွားမိတယ်သူမကညင်သာစွာပြုံးပြလိုက်ပြီးရှိပါတယ်ရှင်ထိုင်ပါအောင်အခုချက်ချင်းယူပေးမယ်နော်သူမရဲ့အတန်လေးကလည်းချိုးတာလုံးပါတယ်မုတ်ကိုတလုံးမြေးလိုက်တဲ့အခါမှာတော့ကျွန်တော်အံ့ဩသွားရတယ်ဒါကျွန်တော်အဖေလုပ်ပေးတဲ့အရာသာအတိုင်းပါပဲကျွန်တော်မျက်လုံးထဲမှာမျက်ရည်တောင်ဝဲလာမိပါတယ်ဘလို့လဲစားလို့ကောင်းရဲ့လားသူမကကျွန်တော်ရှေ့မှာမေးထောက်ပြီးမျောလင်းတကြီးမေးလာပါတယ်ကျွန်တော်အဖေလုပ်ပေးတဲ့အရာသာအတိုင်းပဲဗျာဒီလိုနဲ့ကျွန်တော်တို့စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်သူမနာမည်ကရှင်းရွှေချူးတဲ့သူမရဲ့ဘိုးဘွားတွေကနန်းတွင်းဆက်ဖို့မှုတွေဖြစ်ခဲ့ပြီးဒီအမှုပညာကိုထိမ့်သိမ်းခြင်းလို့ကုမ္ပဏီကြီးတွေမှာအလုံးမလုပ်ပဲဒီဆိုင်လေးကိုဖွင့်ထားတာပါသူမရဲ့ခံယူချက်တွေကကျွန်တော်နဲ့ထပ်တူကြနေတယ်ကျွန်တော်တို့နှစ်ယောက်လုံးကအေးအေးဆေးဆေးဘဝကိုဖျက်ဆီးခြင်းသူတွေလေအဲ့ဒီနေ့ညနေခင်းကနေရောင်ကြီးအောက်မှာစကားတွေပြောနေတဲ့သူမကိုကြည့်ရင်ပြန်လဲမွေးဖွားလာပြီးနောက်ပိုင်းမာကျောနေခဲ့တဲ့ကျွန်တော်နှလုံးသားထဲမှာတစုံတစ်ခုနဲ့ပြည့်နှက်သွားတယ်လို့ခံစားလိုက်ရပါတယ်အဲ့ဒီနေ့ကစပြီးကျွန်တော်အဲ့ဒီဆိုင်လေးကိုနေ့တိုင်းရောက်ဖြစ်ခဲ့ပါတယ်တခါတလေသူမအတစ်တီထွင်ထားတဲ့မုံတွေကိုမြည်ဆန်းပြီးတခါတလေတော့လဲသူမကိုယ်တိုင်ဖြော်တဲ့လက်ဖက်ရည်ကိုတောက်ရင်းနဲ့ပေါ့ကျွန်တော်ရှင်းရွေချူရဲ့ဆိုင်လေးမှာနေ့တိုင်းလိုအချိန်ကုန်ဆုံးဖြစ်ခဲ့ပါတယ်သူမကတော့တကူတော့ဈေးရောက်မုံလို့ဆိုင်သိမ်းနဲ့အလုပ်ရှုပ်နေပေမဲ့မျက်နှာမှာတော့အမြဲတမ်းစိတ်ကြည်နက်မှုအပြည့်နဲ့ပြုံးနေတဲ့သူပါနောက်ပိုင်းမှာတော့ကျွန်တော်လဲသူမကိုဝိုင်းကူပေးဖြစ်လာတဲ့ပကံစေးတာကစလို့မုံလို့တဲ့နောက်ဖေးမိဖို့ချောင်းတဲ့အထိဝင်ခွင့်ရခဲ့တာပေါ့တရက်တော့ကျွန်တော်ကျင်စော့ပြီးခါစားချက်ထုတ်နေတဲ့အားကစားအင်ဂျင်နဲ့သူမကိုဂျုံအိတ်တွေဝိုင်းတယ်ပေးနေတော့ရှင်းရွေချူကကျွန်တော်ရဲ့ကြွက်သားတွေကိုကြည့်ပြီးမျက်နှာလေးနီးမြန်းသွားပါတယ်
ရှောင်းရန်မိခန္ဓာကိုယ်ကတော်တော်မိုက်တာပဲဆိုပြီးသူမကတိုးတိုးလေးပြောရှာတယ်ကျွန်တော်ကလည်းတမင်တက်တက်ရင်ဘက်ကိုပင်ပြီးကိုင်းကြည့်မလားလို့ဆက်နောက်လိုက်တာပေါ့သူရှက်ပြီးထွက်ပြေးသွားမယ်ထင်နေတာတကယ်တမ်းကျတော့သူမရဲ့နူးညံ့တဲ့လက်ချောင်းလေးတွေကကျွန်တော်ရဲ့ဘိုက်ကျွတ်သားတွေကိုတကယ်ကြီးလာလို့ကြည့်နေတာဗျကျွန်တော်လည်းအငိုက်မိပြီးတကိုယ်လုံးချိန်ဖိန်သွားရတယ်ဒီလိုနဲ့ကျွန်တော်တို့ကြားမှာတန်ရောစင်တွေတဖြည်းဖြည်းတိုးလာခဲ့ပါတယ်သူမကရှေးဟောင်းပကြီးဂီတနဲ့ရိုးရအလှကုန်တွေအထိတက်ကျွမ်းတဲ့ယတနာတိုက်လေးလိုပါပဲကျွန်တော်သူမကိုအမြဲတမ်းပေးမှထားခြင်းစိတ်တွေပေါက်လာမိတယ်သူမကကျွန်တော်ကိုပြင်းထူတဲ့လူလို့နာမည်ပြောင်းပေးထားပြီးကျွန်တော်ကတော့သူမရဲ့ဆိုင်လေးကိုကြောက်စိမ့်နှံ့တော်လို့နာမည်ပေးထားပါတယ်ဒါပေမဲ့အေဂျင့်ရဲ့အချိန်တွေကကြာကြာမခံလိုက်ပါဘူးတနေ့မှာတော့ပြိုင်ကားတစ်စီးနဲ့ရောက်လာတဲ့နာမည်ပြက်တထေးသားတစ်ယောက်ကရှင်းရွှေချူကိုမြင်မြင်ချင်းကြိုက်သွားပြီးဆိုင်ကိုပါဝယ်ပြီးသူမကိုပါတိမ့်သွင်းမယ်ဆိုပြီးလာရန်ကားပါတော့တယ်ရှင်ရွှေချူကညင်းလိုက်တဲ့ခါမှာတော့အဲ့ဒီကောင်ကဒေါသတကြီးနဲ့ဆိုင်ထဲကပစ္စည်းတွေကိုရိုက်ခွဲပြီးပြဿနာရှာပါတော့တယ်ကျွန်တော်နောက်ဖေးကနေထွက်လာတဲ့အချိန်မှာတော့ကြောက်လန့်တုန်ရင်နေတဲ့ရှင်းရွှေချူကိုမြင်ပြီးဘဝနှစ်ခုလုံးမှာမဖြစ်ဘူးတဲ့ဒေါသမျိုးထွက်သွားခဲ့ရတယ်ကျွန်တော်ရှင်းရွှေချူရဲ့ရှေ့မှာမမမမရက်လိုက်ပြီးအဲ့ဒီကောင်ကိုအေးဆက်ဆက်ကြည့်လိုက်တယ်အခုချက်ချင်းထွက်သွားစမ်းမင်းကဘဲကကောင်မို့လို့ငါအလုပ်ကိုလာဆွတ်ဖက်တာလဲအဲ့ဒီကောင်ကကျွန်တော်ကိုလက်ညှိုးထိုးပြီးမောက်မာစွာပြောလာပါတယ်ကျွန်တော်ဘာမှပြန်မပြောဘဲဖုန်းကိုထုတ်ပြီးအဖိုးဟူစီကိုခေါ်လိုက်တယ်အဖိုးဟူအခုကားနံပါတ်တစ်ခုပေးမယ်9မိနစ်အတွင်းအဲ့ဒီကောင်နဲ့သူ့မိသားစုကုမ္ပဏီဒီမျိုးတော်ကနေအပီးတိုင်ပျောက်ကွယ်သွားအောင်လုပ်လိုက်စမ်းအဲ့ဒီတထေးသားကတော့ကျွန်တော်ကိုကြည့်ပြီးဘိုင်းနိတ်ကရေမောနေပါတယ်မင်းကရုပ်ရှင်ရိုက်နေတယ်မှတ်လို့လားငါမိသားစုကို9မိနစ်အတွင်းဖျက်ဆီးမယ်ဟုတ်လားငါအဖေကဘာတူလဲဆိုတာမင်းသိရဲ့လားကျွန်တော်ကတော့ဘာမှပြန်မပြောဘဲတေလူတယောက်ကိုကြည့်တယ်လို့မျိုးအေးဆက်ဆက်ပဲစောင့်ကြည့်နေလိုက်တယ်3မိနစ်တောင်မပြည့်ခင်မှာပဲအဲ့ဒီကောင်ရဲ့ဖုန်းကြီးလာပါတယ်ဖုန်းကင်လိုက်တာနဲ့သူ့မျက်နှာကချက်ချင်းဖြော့သွားတော့တာပဲပါဘာပြောတယ်ကုမ္ပဏီအကောင့်တွေအပိတ်ခံရပြီးစာချုပ်တွေအကုန်ဖျက်သိမ်းခံရတယ်ဘသူလဲငါတို့ဘသူကိုတွားထိမိလို့လဲသူ့အတန်တွေတုံရင်လာပြီးနောက်ဆုံးမှာတော့ဖုန်းလက်ထဲကလွတ်ကြကတူးထောက်ကျသွားပါတော့တယ်ကျွန်တော်ကိုကြည့်နေတဲ့သူ့မျက်လုံးတွေထဲမှာကြောက်ရွံ့မှုတွေပြည့်နေနေတာပေါ့အခုထွက်သွားလို့ရပြီလားကျွန်တော်အေးဆေးဆေးပဲမေးလိုက်တယ်သူဟာသူ့ရဲ့ပြန်ကားကြီးကိုတောင်ပစ်ထားခဲ့ပြီးကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးသွားပါတော့တယ်ဆိုင်လေးထဲမှာပြန်လဲတိတ်ဆိတ်သွားချိန်မှာတော့ရှင်းရွှေချူကကျွန်တော်ကိုအံ့ဩတကြီးကြည့်နေပါတယ်ကျွန်တော်သူမရဲ့ပါးပြင်ပေါ်ကမျက်ရည်တွေကိုတုပ်ပေးရင်းမကြောက်နဲ့တော့ကိုရှိတယ်လို့ပြောလိုက်ပြီးသူမရဲ့နှာခမ်းလေးကိုငုံနှက်လိုက်ပါတယ်သူမဟာပထမတော့အံ့ဩသွားပေမဲ့နောက်ပိုင်းမှာတော့ရောင်ရောင်မမနဲ့ပြန်လဲတုပ်ပြန်လာပါတယ်ဒါဟာကျွန်တော်ဘဝနှစ်ခုလုံးမှာပထမဆုံးအကြိမ်ခံစားမှုတဲ့စစ်မှန်တဲ့ပျော်ရွှင်မှုပါပဲရှောင်းရန်နင်ကတကယ်တော့ဘသူလဲသူမကကျွန်တော်ရင်ခွင်ထဲမှာတိုးတိုးလေးမေးရှာတယ်ကျွန်တော်ကသူမနာခေါင်းလေးကိုဆွဲညစ်ပြီးကိုကအပြင်းထူတဲ့လူဆိုပြီးမင်းမဲပြောခဲ့တာလေးကိုမှမြေခွက်တွေအများကြီးရှိတယ်အဖေပေးခဲ့တဲ့အမွေတွေပေါ်လို့ဖြေလိုက်တယ်သူမကမျက်တောင်လေးခတ်ပြီးမြေတွေအများကြီးဆိုတာဘလောက်တောင်လဲမင်းရဲ့မုတ်ဆိုင်ပေါင်းတောင်းနဲ့ချီပြီးဝယ်လို့ရတဲ့အထိပေါ့ရှင်းရွှေချူကလက်ချောင်းလေးတွေနဲ့လိုက်ရည်တွက်နေပြီးအံ့ဩတကြီးနဲ့ပြောလာတာကဒါဆိုနင်ကဘီလီယံနာကြီးပေါ့အေးဒါဆိုမှတ်ထားနောက်ပိုင်းနင်ပတ်စံကငါပတ်စံငါပတ်စံကလည်းငါပတ်စံပဲသူမရဲ့ချစ်စရာကောင်းတဲ့စကားကြောင့်ကျွန်တော်သူမကိုပွေ့ချပြီးပျော်ပျော်ပါပါရေမောမိပါတော့တယ်အဲ့ဒီနေ့ကစပြီးကျွန်တော်ရဲ့အေးဆက်ဆက်ဘဝဟာအယောင်သွေးတွေပြည့်နေလာခဲ့တယ်ကျွန်တော်တို့အတူတူမုတ်လုပ်ကြတယ်ဝိုင်းချက်ကြတယ်သူမကကျွန်တော်ကိုဈေးထဲခေါ်သွားပြီးဈေးတယ်နဲ့အကျွေးဆေးလေးတစ်ပြားအတွက်အပါတရဈေးစစ်ပြတတ်တယ်လို့ကျွန်တော်ကလည်းသူမကိုကမ္ဘာအကောင်းဆုံးစားတောက်ဆိုင်တွေစီခေါ်သွားပြီးအကောင်းဆုံးအရသာတွေကိုမြည်ဆန်းစေခဲ့ပါတယ်ရှင်းရီချူကကျွန်တော်ရဲ့ဘိုက်ကျွတ်သားတွေကိုကင်ကြည့်ပြီးသဘောကျနေတဲ့သူမကိုကြည့်ရင်ဒါဟာဘဝရဲ့တကယ်ပျော်ရွှင်မှုပဲလို့ကျွန်တော်ခံစားမိတယ်အဖိုးဦးကတော့နေတိုင်းလိုကုမ္ပဏီကြီးတွေကိုအပိုင်စီးတဲ့ကိစ္စတွေနဲ့ဥရောပနန်းတွင်းကဖိတ်စာတွေကိုလာတင်ပြလေးရှိပါတယ်ဒါပေမဲ့တနေ့မှာတော့အဖိုးဦးစီကကျွန်တော်စောင့်မျှော်နေတဲ့နာမည်တစ်ခုပါလာခဲ့တယ်အဲ့ဒါကတော့ရှောင်းဝင်ချင်းပါပဲသူမရဲ့ရှောင်းမိသားစုဟာငွေကြေးကျပ်တဲနဲ့ရင်ဆိုင်နေရပြီးကျွန်တော်ရဲ့ယင်းနှိမ့်မြုံနှံမှုကုမ္ပဏီစီမှာအကူအညီလာတောင်းနေတာပါအရင်တုန်းကနေနဲ့ငါမတန်ဘူးလို့ပြောခဲ့တဲ့အေးဆက်တဲ့ CEO မလေးဟာအခုတော့ကျွန်တော်စီမှာဒူးထောက်ရမယ့်အခြေအနေရောက်လာပြီပေါ့သူမကိုပြောလိုက်တကယ်အကူအညီလိုချင်ရင်ရှင်းရွှေချူရဲ့မုံဆိုင်ကိုကိုယ်တိုင်လာခဲ့ဖို့ဘလို့ကျွန်တော်အေးစစ်စစ်ပဲမှာလိုက်တယ်ရှောင်းဝင်ချင်းရောက်လာတဲ့အချိန်မှာကျွန်တော်ကတော့အဖြူရောင်စပိုမိုးဝတ်စုံနဲ့ရှင်းရွှေချူအတွက်ကစုံဦးဟင်းရီပေါက်စီလုပ်ပေးနေတာပါရှင်းရွှေချူကကျွန်တော်ကိုနောက်ကနေဖတ်ထားပြီးကျွန်တော်ကသူကိုပေါက်စီခွင့်ကျွေးနေတဲ့မြင်ကွင်းကတကယ်ကိုကြည်နူးစရာပေါ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ရှောင်းဝင်ချင်းဟာအံ့ဩလုံးလို့ကြောက်ရွံ့တစ်ခုလိုမှင်သက်သွားပါတယ်သူမတစ်ချိန်ကအတုံးမကျတဲ့အမိုက်လိုတတ်မှတ်ခဲ့တဲ့သူဟာအခုတော့သူမဒူးထောက်တောင်းပန်ရမယ်လှုပ်ဝက်တထေးကြီးဖြစ်နေုံတင်မကပဲတခြားမိန်းကလေးတစ်ယောက်ကိုအခုလိုနှွေးထွေးစွာပြုစုနေတာကိုမြင်လိုက်ရလို့ပါကျွန်တော်ကတော့ဘာမှမဖြစ်တယ်လို့ပဲနှုတ်ဆက်လိုက်ပါတယ်ဥက္ကဋ္ဌရှောင်းရောက်လာပြီလားဥက္ကဋ္ဌရှောင်းမင်းမဲပြောခဲ့တာလေငါတို့ကြားမှာဘာမှပတ်သက်မှုမရှိတော့ဘူးဆိုတာအခုတော့မင်းကိုယ်တိုင်ငါတကားကိုလာခောက်နေရပြီးအကူအညီတောင်းဖို့လာတာမဟုတ်ရင်ဘာလာလောက်တာလဲကျွန်တော်သူမကိုစပွဲမှာထိုင်ခိုင်းပြီးသူမရဲ့စီမံကိန်းတွေကိုကြည့်တောင်မကြည့်ပဲမေးလိုက်တယ်ငါသိချင်တာကငါနဲ့ရှင်းရွှေချူနဲ့ကလိုက်ဖက်ရလားဆိုတာပဲဒီမေးခွန်းကသူမရဲ့မာနတရားကိုဓာတ်နဲ့မွန်းလိုက်တယ်လို့ပါပဲတစ်ချိန်ကသူမဟာကျွန်တော်ကိုနှင်ထုတ်ခဲ့တာလေအခုတော့သူမကိုယ်တိုင်ကလူရှင်တော်တယောက်လိုကျွန်တော်စီမှာတနာတယူနာလာတောင်းနေရပြီးနောက်ဆုံးမှာတော့မာနာကြီးလုံးနဲ့ရှောင်းဝိုင်းချင်းတယောက်ကျွန်တော်ရှေ့မှာရှိုက်ကြီးတင်ငင်ငိုကြွေးပါတော့တယ်သူမဟာစီးပွားရေးမှာအောင်မြင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့သူမကိုတကယ်ချစ်နိုင်မဲ့တူးလေးသောသူကိုလက်လွတ်ခဲ့ရတာကိုနားလည်သွားပုံပါပဲကျွန်တော်သူမကိုကြည့်ပြီးဘာခံစားချက်မှမရှိတော့ပါဘူးဝမ်းတာတာလည်းမဟုတ်ဘူးဝမ်းနေတာလည်းမဟုတ်ဘူးအေးဆက်ဆက်အကြည့်တစ်ခုနဲ့သာသူမကိုကြည့်နေမိပါတော့တယ်မင်းပြောစရာရှိတာဒါအကုန်ပဲမလားပြောပြီးရင်လည်းငါတို့ဆိုင်ထဲထွက်သွားလိုက်တော့လို့ကျွန်တော်ပြောလိုက်ပါတယ်ကျွန်တော်သူမကိုကြောခိုင်းပြီးရှင်းရွှေချူရဲ့လက်ကိုဆွဲကမိဖို့ကြောင့်လည်းဝင်လာခဲ့တယ်နောက်ကနေရှောင်းဝမ်ချင်းရဲ့ရှိုက်ကြီးတင်ငင်ငိုတန်တွေကြားနေရပေမဲ့
နဲ့ကျွန်တော်ဂယုမဆိုင်တော့ဘူးဒီနေ့ကစပြီးတူမရဲ့မာနကိုကျွန်တော်လက်နဲ့အပြီးအပိုင်ချေမုန်းလိုက်ပြီးလေမိဖို့ချောင်းထဲရောက်တော့ကျွန်တော်ကိုရှင်းရွေချူကအန်အော်ဒါကြီးနဲ့ကြည့်နေပါတယ်ရှောင်းဝင်ချင်းထွက်သွားပြီးတိတ်မကြခင်မှာပဲပို့ပြီးယုံစရာကောင်းတဲ့သူတယောက်ဆိုင်ရှိကိုရောက်လာပါတယ်အဲ့ဒါကတော့ကျွန်တော်ရဲ့အမေရင်လီလန်ပါပဲ10နှစ်တာကာလအတွင်းတူမဟာအတော်လေးအိုမင်းရင်ရော်သွားပြီးဈေးပေါ်တဲ့အဝတ်စားတွေနဲ့လူပုံကလည်းတော်တော်လေးနွမ်းပါနေပါတယ်တူမနဲ့တူမရဲ့လင်းသစ်လျှောက်ချုံတို့ဘလောက်တောင်အခြေအနေဆိုးနေလဲဆိုတာမြင်တာနဲ့သိတာပါတယ်တူမကကျွန်တော်ကိုမြင်တာနဲ့အရင်တိုင်းပဲငိုချင်းချပြီးဟန်ဆောင်ကောင်းပြပါတော့တယ်ဒါအမေမခဲ့တာတွေကိုခွင့်လွှတ်ပါအောင်မင်းဦးလေးလျှောက်ကလည်းစီးပွားရေးမှာအလိန်ခံရပြီးအကျွေးတွေပက်နေလို့ပါအခုဆိုအမေတို့ထမင်းတောင်မစားရတော့ဘူးတားကအခုလိုကြီးပွားနေပြီပဲအမေရင်းကိုတော့ပြစ်မထားပါနဲ့ဦးရှင်းရွေချူးဆိုင်တွေကထွက်လာတော့တူမကရှင်းရွေချူးကိုပါလက်ညှိုးငေါက်ငေါက်ထိုးပြီးဆဲဆိုပါတော့တယ်ငါကသူ့အမေရင်းဟဲ့နင်ကဘာမို့လို့ငါသားကိုလာမြူဆွဲနေတာလဲငါတို့မိသားစုပိုင်ဆိုင်မှုတွေကိုမက်လို့မလားရှင်းရွေချူးရဲ့မျက်နှာလေးဖြူဖြော့သွားတာကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်ရဲ့ဒေါသကအထုထိတ်ကိုရောက်သွားခဲ့တယ်ကျွန်တော်အေးဆက်ဆက်လေးတန်နဲ့ပြောလိုက်ပါတယ်အခုချက်ချင်းထွက်သွားစမ်းငါမသွားနိုင်ဘူးနင်ဒီနေ့ငါ့ကိုပတ်စံပေးရမယ်တတန်းမဟုတ်ဘူး10တန်းပေးမပေးရင်ငါဒီမှာပဲနေမှာနင့်ကိုလည်းအမေရင်းကိုပြစ်ထားမှုနဲ့တရားစွဲမယ်တူမကကျွန်တော်ကိုအရင်လိုပဲချင်းချောက်လို့ရမယ်ထင်နေတာပါဒါပေမဲ့တူမမှားသွားပြီးကျွန်တော်ချက်ချင်းပဲအဖိုးဦးစီဖုန်းဆက်လိုက်တယ်အဖိုးဦးမြို့တော်မှာအတော်ဆုံးရှေ့နေအဖွဲ့ကိုရှာလိုက်ပါပြီးတော့မီဒီယာတွေကိုပါဆက်သွယ်လိုက်ကျွန်တော်သတင်းစာရှင်းလင်းပွဲလုပ်မယ်ခေါင်းစဉ်ကတော့ကျွန်တော်နဲ့ကျွန်တော်အမေရင်းကြားက10နှစ်စာစည်ရင်ဟောင်းတွေရှင်းလင်းခြင်းပေါ်အမေတယောက်နှင်းသက်သွားပါတယ်တူမကကျွန်တော်ချင်းချောက်ခံရမယ်ထင်နေတာကိုနေမလို့ရဲပါဘူးတူမကတုံတုံရင်ရင်နဲ့ပြောရှာတယ်စောင့်ကြည့်နေလိုက်လေမေလွန်ခဲ့တဲ့10နှစ်တုန်းကကျွန်တော်ဘလို့ရွေးချယ်ခဲ့လဲဆိုတာမင်းမေးနေပုံပဲအဲ့ဒီတုန်းကကျွန်တော်ဘဝအတွက်ခင်များကိုကျွန်တော်ဆွလွတ်နိုင်ခဲ့ရင်အခုလဲကျွန်တော်ရဲ့အေးချမ်းမှုအတွက်အမေရဲ့ဂုဏ်သိက္ခာကိုငါအပီးပိုင်ဖြည့်ဆည်းဖြစ်နိုင်တယ်ကျွန်တော်ရဲ့အကြည့်တွေအောက်မှာအမေတကိုယ်လုံးတုံတက်သွားပါတယ်တူမတိသွားပါပြီတူမရှိကတားဖြစ်သူဟာတူမထိန်ချုပ်လို့ရတဲ့သူမဟုတ်တော့ပဲနတ်ဆိုးတကောင်ဖြစ်နေပြီဆိုတာကိုပေါ့အမေကတော့ကျွန်တော်ရဲ့အရှိန်ဝါအောက်မှာကြောက်လန့်တကြားထွက်ပြေးသွားခဲ့ပါတယ်ကဘာကြီးကတော့ပြန်လည်ငြိမ်သက်သွားတာပေါ့ရှင်းရွေချူကတော့ကျွန်တော်လက်ကိုဆွဲပြီးစိုးရင်တကြီးမေးရှာတယ်သူကတကယ်ပဲနင့်အမေလားအရင်တုန်းကပေါ့အခုတော့မဟုတ်တော့ဘူးမင်းမဲငါရဲ့တူးလေးတော်မိသားစုပါလို့ကျွန်တော်ကသူမရဲ့လက်ကလေးကိုနန်းရင်အားပေးလိုက်တဲ့ရှင်းရွေချူကလည်းဘာမှထပ်မမေးပဲကျွန်တော်ကိုရွေးထွေးစွာဖတ်ထားပေးခဲ့ပါတယ်သူမရဲ့နေအောင်ကြီးလိုအပြုံးတွေကကျွန်တော်ရဲ့မှောင်မိုက်နေတဲ့အတိတ်တွေကိုကုသပေးနေတယ်လို့ပါပဲဒါပေမဲ့ကျွန်တော်အမေရဲ့အဆက်မရှိမှုကိုရှော့တွက်မိသွားတဲ့ရက်ပိုင်းတွင်းမှာပဲအင်တာနက်ပေါ်မှာကျွန်တော်ကိုပုတ်ခတ်တဲ့သတင်းတွေအလုံးရင်းနဲ့တက်လာပါတော့တယ်ဘီလီယံနာရှောင်းရန်ကအမေရင်းကိုပြစ်ထားတဲ့သားမိုက်မိမတယောက်ကြောင့်မိခင်ကိုစွန့်ပစ်သူဆိုပြီးလောက်ကျန်သတင်းတွေပြန့်နှံ့သွားခဲ့တဲ့ရှင်းရွေချူကိုလည်းမြူဆွဲတဲ့မြေခွေးမဲဆိုပြီးလူတွေကဝိုင်းဆဲကြတယ်လို့သူမရဲ့မုန်းဆိုင်လေးကိုပါအမိုက်တွေနဲ့ပတ်ပြီးဖျက်ဆီးကြပါတယ်ရှင်းရွေချူရဲ့မျက်ရည်တွေကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်ရဲ့ဒေါသစိတ်ကအထုထိတ်ကိုရောက်သွားခဲ့တယ်အမေနဲ့ပထွေးလျှောက်ချုံမင်းတို့တကယ်ငါဒေါသကိုဆွလိုက်ပြီးပဲကျွန်တော်စုံစမ်းကြည့်လိုက်တော့ဒီကိစ္စတွေရဲ့နောက်ွယ်မှာအမေတို့လင်မယားတင်မကပဲရှောင်းဝမ်ချင်းရဲ့ကုမ္ပဏီကပါဝိုင်းဝန်းပါဝင်နေတာကိုတွေ့လိုက်ရတဲ့ကောင်းပြီလေအဆက်မရှိတဲ့အမေရင်းနဲ့နောက်တမရသေးတဲ့စစ်ဆက်ဖော်ဟောင်းတို့ပေါင်းနေကြမှာတော့တခါတည်းငရဲကိုအတူတူပို့ပေးလိုက်တာပေါ့ကျွန်တော်သတင်းတွေကိုချက်ချင်းမရှင်းလင်းသေးပဲအချိန်တက်လာအောင်စောင့်နေလိုက်တယ်ပုံမြင့်တဲ့နေရာကိုတက်လေပြုတ်ကြရင်ပိုနာလေးပဲမဟုတ်လား3ရက်ကြာမှာတော့တနိုင်ငံလုံးကမီဒီယာတွေကိုဖိတ်ပြီးကျဲ9ပွင့်ဟိုတယ်ကြီးမှာသတင်းစာရှင်းလင်းပွဲလုပ်ပါတော့တယ်အမေကတော့ကျွန်တော်အရှုံးပေးပြီးပတ်စံပေးတော့မယ်အထင်နဲ့မောက်မာစွာရောက်လာတယ်လို့ရှောင်းဝမ်ချင်းကလည်းကျွန်တော်ဘလို့ပျက်စီးသွားမလဲဆိုတာကိုကြည့်ဖို့ထောက်တနေရာမှာထိုင်နေပါတယ်ကျွန်တော်ကတော့တေတက်တဲ့ဝစ်စုံကိုဝစ်ဆင်ပြီးရှင်းရွေချူရဲ့လက်ကိုဆွဲကစင်ပေါ်ကိုတက်လန်းလိုက်ပါတယ်မရေမတွက်နိုင်တဲ့ကင်မရာတွေကြားမှာကျွန်တော်ပထမဆုံးစကားတစ်ခုကိုပြောလိုက်တာကအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ရှောင်းရန်ပါဒီနေ့ခင်ဗျားတို့ကိုကျွန်တော်ရွေးချယ်မှုအကြောင်းဇလန်တစ်ပုဒ်ပြောပြချင်လို့ပါကျွန်တော်ဟာအသက်12နှစ်သားအရွယ်ကဖြစ်ရမှန်တွေကိုသတင်းစာရှင်းလင်းပွဲမှာအေးအေးဆေးဆေးပဲစပြောပြလိုက်ပါတယ်အဖေရဲ့တည်တန်းစာကိစ္စတွေရဲ့အမေရဲ့ချင်းချောက်မှုနဲ့ကျွန်တော်ရဲ့ရွေးချယ်မှုအားလုံးကိုဘေးထွက်လူတစ်ယောက်လိုပြောပြနေပေမဲ့တခန်းလုံးကတော့တေလူလိုငြိမ်သက်သွားကြပါတယ်သတင်းထောက်တွေအားလုံးစွန့်ကုန်ကြတာပေါ့အမေကတော့မျက်နှာပြက်ပြီးစင်ပေါ်ကိုတက်လာဖို့ကြိုးစားပေမဲ့ကျွန်တော်စီစဉ်ထားတဲ့လူယုံတော်တွေကဖမ်းထားလိုက်ပါတယ်စကားတက်ဆိုရင်တော့ခင်ဗျားတို့ယုံမှာမဟုတ်ဘူးလို့ပြောပြီးကျွန်တော်လက်ဖြောက်တစ်ချက်တီးလိုက်တဲ့အခါနောက်ွယ်ကစခရင်ကြီးပေါ်မှာအတန်ဖိုင်တစ်ခုထွက်လာပါတယ်နင်းတစ်ခုခုမှားပြောရဲရင်ငါနင့်ကိုအသေးရိုက်တတ်မယ်နင်ကငါသားပဲနင့်ပတ်စံကငါပတ်စံပဲဒါဟာလွန်ခဲ့တဲ့10နှစ်ကအဖေနာရေးမှာအမေကကျွန်တော်နာနာမှာကပ်ပြီးချင်းချောက်ခဲ့တဲ့အတန်ပါအဖေကအမြဲတမ်းစစ်စစ်ဆက်ဆက်ရှိတတ်တဲ့သူမျိုးရှိနေကြောက်ကအဲ့ဒီတုန်းကအတန်ဖန်းဆက်နဲ့အကုန်ဖမ်းထားခဲ့တာပါအခုတော့အဲ့ဒါကအသုံးဝင်လာပြီပေါ့တခန်းလုံးရုပ်ရုပ်တဲတဲဖြစ်သွားချိန်မှာအမေကတော့ဒါတွေကအတုတွေလို့အော်ဟစ်နေပါတယ်ကျွန်တော်ကတော့အေးဆက်ဆက်ပြုံးရင်းနောက်ထပ်ဗီဒီယိုတစ်ခုကိုထပ်ပြလိုက်တယ်အဲ့ဒါကတော့အဖေဆုံးပြီးတလားမပြည့်ခင်မှာပဲအမေနဲ့ရှောက်ချုံတို့ဟိုတယ်တစ်ခုမှာအောင်ပွဲခံနေတဲ့ဗီဒီယိုပါအဲ့ဒီကလေးကနင့်ကိုပဲရွေးမှာပေါ့ပတ်စံတန်းနဲ့ရရင်တို့တွေကဘာပတ်ကြမယ်ဆိုပြီးရေမောနေကြတာလူတိုင်းရှိမှတက်တည်ထင်ရှားဖြစ်သွားပါတယ်ဒါတင်မကသေးပါဘူးရှောက်ချုံရဲ့လောင်းကစားအကျွေးစင်းရင်တွေအဖြစ်ပစ္စည်းတွေကိုခိုးရောင်းခဲ့တဲ့မှတ်တမ်းတွေနဲ့ကျွန်တော်ကိုငငယ်ကနှိပ်စက်ခဲ့တဲ့အိမ်နီးချင်းတွေရဲ့ထွက်ဆိုချက်တွေကိုပါတစ်ခုပြီးတစ်ခုချပြလိုက်ပါတယ်မေတ္တာရှိတဲ့မိခင်ဆိုတဲ့အမေရဲ့မျက်နှာဖုံးဟာလူတိုင်းရှိမှကွာကျသွားခဲ့ပါပြီနောက်ဆုံးမှာတော့ကျွန်တော်မိုက်ခရိုဖုန်းကိုကင်ပြီးတနိုင်ငံလုံးရှိမှကြီးညာလိုက်ပါတယ်ဒီနေ့ကစပြီးကျွန်တော်နဲ့ဒီအမျိုးသမီးလီလန်တို့ဟာဘာမှမသက်ဆိုင်တော့ကြောင်းကျွန်တော်ရှောင်းဝမ်ချင်းကိုစိုက်ကြည့်ရင်းဆက်ပြောလိုက်တယ်ပြီးတော့ကျွန်တော်ရဲ့စစ်ဆက်သူရှင်းရွေချူကိုပုတ်ခတ်စော်ကားခဲ့တဲ့ရှောင်းမိသားစုရဲ့ကုမ္ပဏီအပါအဝင်အဖွဲ့အစည်းအားလုံးကိုကျွန်တော်တရားဥပဒေအရအဆုံးထိအရေးယူသွားမှာပါရှောင်းဝမ်ချင်းရဲ့မျက်နှာဟာတွေးမရှိသလိုဖြူဖြော့
လျော့သွားပါတယ်သူမရှုံးနေသွားပြီဆိုတာကိုသိလိုက်ရပြီလေအဲ့ဒီညမှာပဲသတင်းတွေကတောမီလိုပြန်သွားပြီးအမေနဲ့ရှောက်ချုံတို့ကတော့လမ်းဘေးကကြွက်တွေလိုလူတိုင်းရဲ့ယုံရှာမှုကိုခံလိုက်ရပါတယ်သူတို့တွေဟာလူမှုရေးပြစ်ဒဏ်တင်မကပဲကလေးနှိပ်စက်မှုလိမ်လည်မှုတွေနဲ့ထောင်ထဲမှာတစ်သက်လုံးနေထိုင်သွားရတော့မှာပါရှောင်မိသားစုရဲ့ရှယ်ယာတွေကလည်းသုံးဆက်ထိုးကျသွားပြီးရှောင်ဝမ်ချင်းဟာဘသူစီကမှအကူအညီမရပဲအထီးကျန်စွာကြာရှုံးသွားပါတော့တယ်ရက်ပိုင်းကြာမှာတော့မထင်မှတ်ထားတဲ့သူတယောက်စီကဖုန်းဝင်လာပါတယ်အဲ့ဒါကတော့ရှောင်ဝမ်ချင်းပါပဲဖုန်းထဲကနေထွက်ပေါ်လာတဲ့ရှောင်ဝမ်ချင်းရဲ့အတန်ဟာအရင်လိုအေးဆက်မနေတော့ပဲပင်ပန်းနွမ်းနယ်မှုတွေနဲ့ပြည့်နေနေပါတယ်ရှောင်ရန်ငါနင့်ကိုတခုပဲမေးချင်တယ်တကယ်လို့အဲ့ဒီနေ့ကငါသာစစ်ဆက်ပွဲကိုအရင်မဖြတ်ခဲ့ရင်ငါတို့တွေရှေ့ဆက်နိုင်မှာလားမဖြစ်နိုင်ဘူးလို့ကျွန်တော်ချက်ချင်းပဲတုံ့ပြန်လိုက်ပါတယ်ရှောင်ဝမ်ချင်းမင်းဟာငါကဘာတဲ့ကိုဘယ်တော့မှဝင်မလာခဲ့တယ်လို့ဘယ်တော့မှလည်းဝင်လာနိုင်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့မင်းဟာငါ့ကိုတခါမှနားမလည်ခဲ့လို့ပဲမင်းမြင်ချင်တာကိုပဲမင်းမြင်ခဲ့တာလေငါကတော့ကိုချစ်တဲ့သူအတွက်ထမင်းချက်ပေးုံနဲ့တင်ကျဉ်နဲ့နေတဲ့တာမန်လူတယောက်ပဲဖြစ်ချင်ခဲ့တာဖုန်းတစ်ဖက်မှာကြာရှည်စွာတိတ်ဆိတ်သွားပြီးနောက်နှလုံးသားတစ်ခုကွဲကြေသွားတယ်လို့တပြင်းချတန်လေးပဲကြားလိုက်ရပါတော့တယ်သူမဘာမှထပ်မပြောပဲဖုန်းချသွားခဲ့တယ်သူမဟာနောက်မှာကျွန်တော်ကိုဘယ်တော့မှနှောက်ယှက်တော့မှာမဟုတ်ဘူးဆိုတာကျွန်တော်သိလိုက်ပါတယ်သူမဟာသူမရဲ့စီးပွားရေးအင်ပါယာကိုပြန်လည်တည်ဆောက်နိုင်ကောင်းတည်ဆောက်နိုင်လိမ့်မယ်ဒါပေမဲ့သူမရဲ့ကဘာထဲမှာပျော်ရွှင်မှုဆိုတဲ့အပိုင်းအစလေးတစ်ခုကတော့ထာဝရပျောက်ဆုံးသွားခဲ့ပါပြီကျွန်တော်ဖုန်းကိုပိတ်ပြီးမိဖို့ကြောင့်လည်းကိုဝင်လာခဲ့တယ်ရှင်းရွေချူကတော့ကျွန်တော်ဝယ်ပေးထားတဲ့ဝက်ဝင်ရုပ်အေပရွန်လေးကိုဝတ်ပြီးပေါက်စီထုတ်ဖို့အသေးအတန်စူးစမ်းနေပါတယ်သူမမျက်နှာမှာဂျုံမုံတွေနဲ့ပေးပွားနေပေမဲ့ကျွန်တော်ကိုမြင်တော့တောက်ပစွာပြုံးပြလိုက်တယ်စဖို့မူကြီးလာကူပါဦးဒီနေ့တော့အသားဆုံးပေါက်စီ3လုံးစားခြင်းတယ်ကရင်ပေါက်ကနေဖြာကျလာတဲ့နေအောင်ကြီးကသူမရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးပေါ်မှာဝင်ပနေပါတယ်ကျွန်တော်သူမကိုနောက်ကနေပွေ့ဖက်လိုက်ပြီးဂျုံမုံတွေပေးနေတဲ့သူမနာခေါင်းလေးကိုနမ်းလိုက်မိတယ်မင်းလိုရှိတဲ့အတိုင်းပါပဲငါရဲ့ဘရင်မလေးပိုင်ဆိုင်မှုတွေအာနာရီဆိုတာအချိန်တန်ရင်လွင့်စင်သွားမဲ့တိမ်တိုက်တွေလိုပါပဲအခုချိန်မှာအရေးကြီးဆုံးကတော့ဒီကောင်မလေးကိုပွေ့ဖက်ထားဖို့နဲ့သူမအတွက်ဘဝတစ်သက်တာလုံးထမင်းချက်ကျွေးရင်သူမရဲ့အပြုံးတွေကိုစောင့်ကြည့်နေဖို့ပါပဲပြန်လည်မွေးဖွားလာခဲ့တဲ့ဒီဘဝမှာကျွန်တော်ဟာတန်းနှစ်ရကိုအသုံးချပြီးအတိတ်ကနာကျင်မှုအလုံးကိုဖျက်တောက်ခဲ့တဲ့နောက်ဆုံးမှာတော့သူမရှိတဲ့ကဘာကြီးတစ်ခုလုံးကိုပိုင်ဆိုင်ခွင့်ရလိုက်ပါတော့တယ်ကဲဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီပြဇလန်းလေးကိုကြိုက်နှစ်သက်ရင် like and follow လေးလုပ်သွားကြပါအောင်ဗျ